နေ့တစ်နေ့ရဲ့ကုံဆုံးတော့မဲ့နေ့ရက်ကိုရောက်လာခဲ့ပြီတစ်နှစ်တာလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်မိုးရွာရွာနေပူပူဘလို့အကြောင်းအရာတွေပဲရှိရှိကိုယ့်ရဲ့ပြုလုပ်နေကြနေစဉ်ဝတ္တရားလေးကမပြတ်မကွက်နဲ့အခုဆိုရင်9နှစ်အတိုင်းအတာကိုရောက်လာခဲ့ပြီပုံမှန်ကုံဆုံးသွားမယ်နေ့ရက်ဒီတိုင်းမှာအရင်ကိုအတိတ်ပဲရှိစွာနဲ့ဖြတ်တန်းခဲ့ရတယ်တချို့သောအကောင်လေးတွေမျက်စိအောက်ကနေပြောက်ကွယ်သွားကြသလိုတချို့အကောင်လေးတွေလာသားလေးတွေနဲ့နှုတ်ဆက်ထွက်ခွာသွားကြတယ်ကျွေးပေးခြင်းတာထက်စားစေခြင်းတဲ့စိတ်ကြောင့်သူတို့လေးတွေရှိတယ်ဘယ်လိုနေရာမျိုးကိုပဲဖြစ်ဖြစ်ခြုံနေမြောင်းနေကိုင်းတော်တွေအမိုက်ပုံကြားတွေမှာမချမ်းမစားလိုက်ရမရှိရအောင်တေချာကျူဒီဇိုင်းနဲ့လိုက်ကျွေးပေးခဲ့တယ်နေထိုင်မကောင်းဖျားနာတဲ့အခါမျိုးတွေယောဂဝေဒနာတွေထိခိုက်ဒဏ်ရာတွေရရှိတဲ့အခါမျိုးမှာလည်းဘယ်လောက်ပဲစိတ်ပန်းလူပန်းဖြစ်နေပါပါစေမေတ္တာစိတ်စေတနာရင်ခံတဲ့ပြောင်းကူပေးနိုင်ခဲ့ရတယ်မနစ်ကတည်းကဒီနှစ်မှာအကောင်လေးတွေများစွာကိုပို့ပြီးကျွေးနိုင်ခဲ့ရတယ်။သားဆက်ချားတွေကိုလည်းမနစ်ကတည်းကအကောင်များစွာကိုခက်ခဲနဲ့လုပ်ပေးနိုင်ခဲ့တယ်။ကင်ဆာယောဂသည်လေးတွေကြောက်ယောဂသည်လေးတွေနေထိုင်မကောင်းလို့ဖျားနာနေတဲ့အကောင်လေးတွေရောထိခိုက်ဒဏ်ရာရပြီးနေတော့မကောင်းတဲ့အကောင်လေးတွေကိုလည်းစိတ်တိုက်စိတ်ကိုလည်းလုပ်ပေးနိုင်ခဲ့ရတယ်။ပုံမှန်စားနေကြအကောင်လေးတွေတော့စာလာမှုဝေဒနာရှိကြတဲ့အတွက်တခြားဝေးရအကောင်လေးတွေအတွက်ပါတပတ်တစ်ချိန်တော့ကျွေးပေးနိုင်အောင်လည်းစီစဉ်ပေးနိုင်ခဲ့တယ်အခုတော့အကောင်လေးတွေများစွာကိုအစာအာဟာရပြုပေးနိုင်ခဲ့တယ်ယောဂဝေဒနာတွေပြအောင်ကုပေးနိုင်ခဲ့တယ်သားဆက်ချားတွေလုပ်ပေးနိုင်ခဲ့တယ်ကာကွယ်ဆေးတွေထိုးပေးနိုင်ခဲ့သလိုတခြားအဝေးနေရာကအကောင်လေးတွေပတ်စင်စားနိုင်အောင်ပါစီစဉ်ပေးနိုင်ခဲ့ရတယ်။ဒါတွေအားလုံးကကျွန်တော်အကောင်တွေကကျွန်တော်ရဲ့မိသားစုဝင်တွေပါရမီဖြည့်ပေးကြတယ်ကျွန်တော်ညီကောင်မောင်နှမမိတ်ဆွေအပေါင်းအသင်းတွေတူတယောက်ချင်းစီတွေရဲ့ကုသိုလ်ကောင်းမှုတွေဖြစ်ကြပါတယ်ခင်ဗျာ။ပြပြသမျှကုသိုလ်ကောင်းမှုအဆူဆူတို့ဒီအားလုံးရရှိကြပါစေခင်ဗျာ။နှစ်သက်မှာလည်းစိတ်ရောကိုယ်ပါကျမ်းမာချမ်းသာစွာနဲ့လူရင်းတွေပြည့်စုံပြီးငြိမ်းချမ်းသာစွာနဲ့ဖြတ်သန်းနေထိုင်နိုင်ကြပါစေခင်ဗျာ။